အားလုံးပဲမင်္ဂလာပါကျွန်တော် Java သင်ခန်းစာအခြေခံသင်ခန်းစာအပိုင်း16ကိုကျွန်တော်ဆက်ပြီးတော့သင်သွားပေးမယ်ကျွန်တော်နာမည်စီတူပိုင်းဖြစ်ပါတယ်ကျွန်တော်ဒီသင်ခန်းစာမှာသင်မယ့်အကြောင်းအရာက looping လို့လည်းခေါ်တယ် loop ပေါ့နော် loop ဆိုတာတကယ်မှတော့ကျွန်တော်တို့အချိန်ဖန်များစွာအလုပ်လုပ်တာကိုခေါ်တာဥပမာဘောလုံးဝင်းတစ်ခုထဲမှာကျွန်တော်တို့ကနော်ပတ်ပြေးနေတယ်ဆိုရင်အဲ့ဒါ loop လုပ်နေတယ်လို့ခေါ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ကနော်အလုပ်တစ်ခုကိုပုံစံတူတဲ့အလုပ်တစ်ခုကိုနော်အချိန်ကြီး10ချိန်လုပ်ရမယ်15ချိန်လုပ်ရမယ်အချိန်100လုပ်ရမယ်နော်ဒီပုံစံတစ်မျိုးတည်းပဲလုပ်မှာတော့အဲ့လိုမျိုးပုံစံတူလုပ်တစ်ခုကိုအချိန်ကြီးများစွာလုပ်ရတော့မယ်ဆိုရင်ကျွန်တော်တို့ကနော်ဥပမာပေါ့အခေါက်100လုပ်ရမယ်ဆိုအခေါက်100ကျွန်တော်တို့ချရေးမယ်ဆိုရင်ကျွန်တော်ရဲ့ program ကအရှိကြီးဖြစ်သွားမှာအဲ့တော့ကျွန်တော်အဲ့လိုပုံစံမျိုးတွေကိုကျွန်တော်တို့ကမလိုလားဘူးအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးနော်ပုံစံတူအလုပ်တွေနော်အချိန်များစွာလုပ်ရတော့မယ်ဆိုရင်ကျွန်တော်တို့ကနော် looping ပတ်ကြတယ်နော် loop လို့ခေါ်တယ်ရေးသားပုံရေးသားနည်းမှာ loop မှာပုံစံ3မျိုးရှိတယ် for loop ရဲ့နော် while loop ရဲ့ do while loop ရဲ့ဆိုပြီးတော့ပုံစံ3မျိုးရှိတယ်ကျွန်တော်အခုဒီနေ့ပြပေးမယ့်သင်ခန်းစာမှာကျတော့ for loop အကြောင်းကိုကျွန်တော်ပြပေးမယ်အဲ့ဒါကြောင့်ကျွန်တော်လုပ်ချင်တဲ့ပုံစံက hello ဆိုတဲ့စာသားလေးကိုနော်အချိန်ကြီးအတွက်ကျွန်တော်10ချိန်ထုတ်ပြရတယ်ဒါပေမဲ့ကျွန်တော်ရေးချင်တာကတော့ system.out.print ဆိုပြီးစာကြောင်းတစ်ကြောင်းလေးပဲရေးချင်တယ်ဒါပေမဲ့အချိန်10ချိန်အဲ့ဒါကိုထုတ်ပြရတယ်။ Okay ဒီတိုင်းပြောနေမိတ်ဆွေတို့နားလည်မှာမဟုတ်ကျွန်တော်နမူနာရေးပြလိုက်မယ် for loop ရဲ့ပုံစံက for ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာparameter 3ခုထည့်ပေးရတယ်ပေါ့နော် parameter ပထမ parameter initial နော် initial ဒုတိယ parameter ကျတော့ကျွန်တော်တို့ကcondition ပေါ့နောက်တစ်ခုကကျတော့ increment လို့ခေါ်တယ်နော်ပထမ parameter ထဲမှာကျွန်တော်တို့ကဗာထည့်ပေးရလဲဆိုရင် sorry for loop ထဲမှာပထမ parameter တော့မဟုတ်ဘူးဗျာသူက semicolon ခံပြီးထည့်ပေးရနော်ပထမဘာထည့်ပေးရလဲဆိုရင်စတင်မှတ်ကိုထည့်ပေးရတယ်ကျွန်တော်အခုရေးပြလိုက်တာပိုရှင်းတယ်ဗျာနော် i equal 0ဆိုပြီး i ကိုစတင်လိုက်တယ်0ဆိုပြီးစသတ်မှတ်လိုက်တယ်ပြီးရင်နော် i ကငယ်သည်၍နော် less than 10အဲ့တော့ i က10ထက်ငယ်သည်၍ပြီးခါကျကျွန်တော်က i++ ဆိုပြီးတော့ရေးလိုက်တယ်ပြီးခါကျဒါ for loop ရဲ့ရေးသားဖြစ်တယ် i++ ပြီးခါကျကျွန်တော်တို့ကတုံ့ဝင်အဖွင့်ပိတ်နဲ့ကျွန်တော်ဒီမှာတုံ့ဝင်ဖွင့်တုံ့ဝင်ပိတ်အဲ့တော့ဒီတုံ့ဝင်ထဲမှာရှိရဲ့အလုပ်ကိုကျွန်တော်တို့က10ချိန်လုပ်မှာနော်ဘယ်လို10ချိန်လုပ်မှာလဲဆိုစစချင်းတော့ i ရဲ့တန်ဖိုးက3ညဖြစ်ပါတယ်ဆိုပြီးသတ်မှတ်တယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့က i ကိုဒီမှာဒုတိယအခြေအနေနဲ့ဘယ်လိုအခြေအနေမျိုးထိအလုပ်လုပ်မှာလဲဆိုပြီးတော့ဒီအထဲကအခြေအနေမှန်နေသွေးအလုပ်လုပ်မယ်ဒုတိယအခြေအနေအဲ့တော့ i က10အောက်ငယ်နေသွေးအလုပ်လုပ်မယ်ပြီးရင်တစ်ချိန်အလုပ်လုပ်ပြီးတိုင်း i ရဲ့တန်ဖိုးကိုပေါင်းသွားမယ်ကျွန်တော် auto increment ကိုကျွန်တော်တင်ထားပြီးသားเนาะအဲ့တော့ကျတော့ i++ เนาะအဲ့တော့ကျွန်တော်ရေးရတဲ့ပုံစံ3မျိုးရှိရဲ့ i က10တဲ့ငယ်သေးလို့လုပ်မယ် i++ ပေါ့เนาะအဲ့တော့ကျွန်တော်ဒီထဲမှာကျွန်တော်ဘယ်လိုရေးမလဲဆို SYSOUD sys out ပြီးရင် i ရဲ့တန်ဖိုးကကျွန်တော်ထုတ်ပြမယ် i+ ပြီးရင် space ချပြီးတော့ HCL လို့ hello ပေါ့เนาะပြီးရင်ကျွန်တော် run ကြည့်လိုက်မယ်ဒီမှာကျွန်တော် console ကိုထုတ်ပြလိုက်မယ်เนาะကျွန်တော် console မှာဒီမှာကြည့်လိုက်0 1 2 3 4 5 6 7 8 9 အထိ hello ဆိုရဲစာဘယ်နှခါပြပြီတော့10ခါပြပြီ3ညနေ9ထိဆိုရင်10ခါပေါ့နော်အဲ့ဒါကြောင့်ဘာကြောင့်အဲ့လိုပြပေးရလဲကျွန်တော်ဒီမှာရေးထားတာကြတော့เนาะ system.out.print တစ်ကြောင်းနဲ့ရေးထားပြီးတော့ဘာကြောင့်ပြပေးရလဲကျွန်တော် looping ပတ်ထားတယ် for loop ရဲ့ dynamic ကเนาะ scope ကဘယ်ကနေဘယ်အထိလဲဆိုရင်ကျွန်တော်တုံဝင်အစကနေတုံဝင်ပိတ်ထိဒီထဲမှာရှိတဲ့အလုပ်တွေကိုသူကလုပ်မယ်ဘယ်နှချိန်လုပ်မှာလဲဘယ်နှချိန်လုပ်မှာလဲဆိုတာတော့ကျွန်တော်ဒီမှာသတ်မှတ်ပေးရမယ် i ကနော် i ရဲ့ initial တန်ဖိုးဖြစ်တဲ့စတင်တန်ဖိုးက3ညနော် i ကို3ညလို့စသတ်မှတ်ပေးလိုက်တယ်ပြီးရင် i က10ထက်ငယ်နေသည်အလုပ်လုပ်မယ်ပထမတစ်ခေါက်မှာ i ရဲ့တန်ဖိုးကဘယ်လောက်ဖြစ်နေမှာတော့3ညဖြစ်နေမယ်အဲ့တော့10ထက်မငယ်ဘူးလားငယ်တယ်ငယ်တဲ့အတွက် hello ဆိုပြီးတော့တစ်ခါထုတ်ပြလိုက်တယ် i တန်ဖိုးက3ည hello နောက်တစ်မှာ i တန်ဖိုး3ည hello ဆိုပြီးတစ်ခေါက်ထုတ်ပြတယ်ဒုတိယတစ်ခေါက် i++ ဆိုပြီးတော့ပေါင်းတစ်ပေါင်းထည့်သွားတယ်ဒီ hello ဆိုပြီးစာပေါင်းပြပြီးရတယ် i ရဲ့တန်ဖိုးတစ်ပေါင်းထည့်သွားပြီတစ်ခေါက်လုပ်ပြီးရတယ် plus တိုးထားရတဲ့တစ်ပေါင်းထည့်သွားတယ်ပြီးဒုတိယတစ်ခေါက်ကျွန်တော်တို့ပြန်ပြီးတော့လာပြီး i ရဲ့တန်ဖိုးကဘယ်လောက်ဖြစ်သွားရော1ပြီး i ရဲ့အခြေအနေကိုစစ်တယ်10အောက်ငယ်နေသေးလားငယ်နေသေးတယ်အဲ့တော့ i ရဲ့တန်ဖိုးက10အောက်ငယ်နေသေးတယ်ဆိုတော့ထပ်ပြီးတော့နောက်တစ်ခေါက်လုပ်မယ် hello ဆိုတဲ့စာကထပ်ပြတယ်အဲ့လိုနဲ့ဒီလိုပြလိုက်တာ i ရဲ့တန်ဖိုးကဘယ်လောက်ဖြစ်သွားလဲဆိုရင်9ရောက်သွားတယ်9ရောက်သွား10အောက်ငယ်နေရပြတယ်ပြီး i ရဲ့တန်ဖိုးက10ရောက်သွားတယ် i ရဲ့တန်ဖိုးက10ရောက်တဲ့အချိန်မှာ i က10ထက်ငယ်တယ်ဆိုတဲ့အခြေအနေကမမှန်တော့
ဘာလို့လဲ I က10နဲ့ညီသွားပြီညီသွားပြီဆိုတော့အဲ့အချိန်နေမှန်မှန်တော့တဲ့အတွက်10ရောက်တဲ့အချိန်မှာ I ရဲ့တန်ဖိုးက10ရောက်တဲ့အချိန်မှာဒီတွန်ဝင်းထဲမှာရှိရဲ့အလုပ်ကမလုပ်တော့ဘူးအဲ့တော့ကြာ10ဆိုတဲ့တန်ဖိုးဒီမှာမပြဘဲနဲ့ဘယ်လောက်ထိပဲပြတယ်ဒီမှာအောက်မှာ9ထိပဲပြတယ်အဲ့တော့ဘယ်နှခေါက်လုပ်သွားလဲ10ခေါက်လုပ်သွားတကယ်လို့ကကျွန်တော် I ရဲ့တန်ဖိုး initial တန်ဖိုးကိုကျွန်တော်5လို့ထားလိုက်မယ်ဆိုရင်ကျွန်တော်က I ကပထမချိန်က5အဲ့တော့5 6 7 8 9 5ခေါက်ပဲလုပ်မှာဖြစ်တယ်နော်။ကျွန်တော်တို့ချက်ထုတ်ပြမယ်5 6 7 8 9 5ခေါက်ပဲလုပ်မှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကအခုကြည့်ရအောင်နော်လေ့လာကြည့်ရအောင် system of auto print ဆိုတဲ့စာသားဒီအဲ့လိုမျိုးစာသားကိုကျွန်တော်တို့ကနော်အလုပ်တူတဲ့နော်လုပ်ငန်းတူတယ်ပေါ့နော်ဒီအလုပ်ကြီးပဲကိုကျွန်တော်တို့ကဘယ်နှချိန်လောက်အောင်မှာတော့10ချိန်လောက်အောင်မှာအဲ့ဒါကြီးကို10ချောင်းချရင်းနေကျွန်တော်တို့အတွက်ပင်ပန်းနေအဲ့တော့ကျွန်တော်တို့လူပင်ပတ်လိုက်တယ်လူပင်ပတ်လိုက်ပြီးတော့ကျွန်တော်တို့ကဘယ်လိုရေးလိုက်တာတော့ကျွန်တော်တို့က I ရဲ့တန်ဖိုးကဘယ်လောက်ဆိုပြီးတော့နော် I ရဲ့တန်ဖိုး10အောက်ငယ်နေသေးအလုပ်လုပ်မယ်ဆိုပြီးကျွန်တော်တို့က10ချိန်ပတ်ပြီးတော့အလုပ်လုပ်ခိုင်းလိုက်တယ်မိတ်ဆွေတို့ဒီသင်ခန်းစာကိုနားလည်မယ်လို့တော့ထင်ပါတယ်အဲ့တော့ကျွန်တော်ဒီသင်ခန်းစာပြီးတဲ့အခါကျရင်နောက်သင်ခန်းစာမှာကျွန်တော် while loop ကိုသင်ပေးမယ်ဒီသင်ခန်းစာတော့ဒီလောက်ပဲ while loop နဲ့ do while loop ကိုကျွန်တော်သင်ခန်းစာတစ်ခုအနေနဲ့ကျွန်တော်ထပ်သင်ပေးမယ်အခုသင်ခန်းစာတော့အပိုင်း16ပေါ့ဗျာဒီသင်ခန်းစာတော့ဒီလောက်ပါပဲမိတ်ဆွေတို့အားလုံးပဲကျေးဇူးတင်ပါတယ်